အခုလိုမျိုး New Year နေ့တော့ဈေးနေ့နဲ့တော့ဖြစ်တယ်ပေါ့နော်ဈေးတော့ဖြစ်တဲ့အချိန်မှာငါတက်လောက်လေးတွေ့လို့စပြီးချက်ပါမယ်ငရုတ်တီးလေးတွေကိုရေနဲ့အရင်ဆုံးစိမ့်ထားပြီးတော့ညအောင်ထောင်မယ်ပြီးရင်ဈေးရလေးပါထည့်ပြီးတော့ညက်သွားအောင်လို့မှွှေးလာတဲ့အထိထောင်ပေးပါမယ်ဂျင်းလေးနဲ့နည်းနည်းလေးထည့်ပြီးထောင်ပေးမယ်ပေါ့နော်ဂျင်းနဲ့ဈေးရနဲ့ထည့်လိုက်ရင်အရန်ကိုမှွှေးပါတယ်ချက်သွန်ဖြူခွာထားလေးပါတစ်ခါလေးရောထည့်ပြီးတော့ထောင်ပေးပါမယ်ညက်သွားအောင်လို့ထောင်းပေးမယ်ပေါ့နော်ပြီးရင်စက်သွန်နီနှီးထားတာလေးတွေအခွန်ခွာပြီးတော့ပပလေးနှီးထားတာလေးပါတစ်ခါလေးရောထည့်ပြီးတော့ထောင်းပေးပါမယ်ဟင်းနဲ့အတွက်အခုလိုမျိုးလုပ်တာပါအခုလိုမျိုးမညက်တညက်ဖြစ်သွားပြီဆိုရင်တော့ရပြီပေါ့နော်ဒါကငါတလောက်ကိုစားလေးတစ်မျိုးပဲနေထားပါငါတလောက်လေးကတော်တော်လေးကိုကြီးပါတယ်အဲ့တော့ဒီဟာလေးတွေကိုမညှိအောင်လို့အရင်ဆုံးပြုတ်မယ်ပေါ့နော်တဲအိုလေးတွေကိုအရင်ဆုံးရေနဲ့ငါတလောက်ဥလေးနဲ့ကိုထည့်ပြီးတော့ရေခမ်းတဲ့အထိပြုတ်ပေးပါမယ်။ကြော်ပြီးတော့ချက်ရင်လည်းရတယ်ပေါ့နော်။ဒါကတော့အခုအိမ်မှာချက်တဲ့နီးနှံနေပါပြုတ်ပြီးတော့ချက်လိုက်တာပါ။ဒီဈေးကအန်ဒီကတော့ suggestion ပေးရပေါ့နော်ကြော်ပြီးချက်ချင်လည်းရပါတယ်အဲ့တော့အခုလိုမျိုးရေပွက်လာပြီဆိုရင်ငါတလားဦးလေးကိုတစ်ဖက်လှန်ပေးပါမယ်ဒီလိုမျိုးပြုတ်ပြီးချက်လိုက်တာကညှိနှန်းနေပျောက်သွားတယ်လို့ခံစားရတယ်ပေါ့နော်အဲ့အခုလှန်နေတဲ့တိတ်တိတ်လေးကဦးလေးပါအခုလိုမျိုးပြုတ်ပြီးသွားရင်တော့ပကံလေးတွေကိုဆယ်ပြီးတော့ထည့်ထားပါမယ်ဒါကခရမ်းကျင်ဒီကိုပြုတ်ပြီးတော့ညအောင်လို့ထောင်းထားပါပြီးရင်ခုနကထောင်းထားတဲ့အနှစ်လေးတွေကိုစီတက်ပါမယ်။တဲဦးလေးတွေကိုစီထည့်မယ်စီပူလာရင်တော့အနှစ်ကိုစီတက်ပေးပါမယ်။ပြီးွားရင်ခရမ်းကျင်ဒီပြုတ်ပြီးထောင်းထားတဲ့ဟာလေးပါတစ်ခါတည်းထည့်ပြီးတော့ရောပြီးတော့စီတက်ပေးပါမယ်။ဖမငမ်းမြရည်လေးနည်းနည်းပါထည့်ပြီးတော့လုံပေးမယ်ပေါ့နော်။အနက်နေမှွှေသွားအောင်လို့ပါ။အခုလိုမျိုးစီပြန်လာပြီဆိုရင်တော့အနက်နေတဲ့မှွေးလာပြီဆိုရင်ခုနကပြုတ်ထားတဲ့ငါတလားဦးလေးတွေကိုထည့်ပေးပါမယ်ငါတလားဦးကမှွေးတဲ့အချိန်မှာအရန်တောင်ဝင်ကြီးရပေါ့နော်ကြည်သွားမှကျိုးသွားမှစိုးရင်ရတဲ့အတွက်ထည့်ပြီးသွားရင်ဖြည်းဖြည်းလေးပဲမှွေပေးပါပြီးရင်သူကအခုလိုမျိုးစီနေတဲ့ထည့်ရေလေးထည့်ပြီးတော့ချက်ပေးပါရေကိုမမျိုးတစ်မျိုးအနေထားလေးပဲထည့်ပြီးတော့အောက်အိုးမကတ်အောင်လို့အခုလိုမျိုးချက်ပေးပါမယ်ရသွားပြီဆိုရင်တော့မှွေထပ်ပြီးမှွေအောင်လို့နန်းနန်းပင်လေးအုပ်ပေးပါမယ်နန်းနန်းပင်လေးညှို့သွားပြီဆိုရင်တော့ငါတလောက်ဦးစီပြန်ဟင်းလေးတစ်ခွက်ရပါပြီအားလုံးပဲလိုက်လုပ်စားကြည့်ပါအောင်နော်